အိမ်ဆောက်တဲ့အခါတိုင်းပြုလုပ်မိတတ်တဲ့အရေးကြီးဆုံးအမှား၅ခုကို2မိနစ်အတွင်းပြောပြပေးပါမယ်။မြေကြီးရဲ့ခန္ဓာရည်အားကိုမသိဘဲစောင့်မယ်ဆိုရင်နှစ်အနည်းငယ်အတွင်းပျက်စီးမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်စွိုင်းတက်ကိုမဖြစ်မနေလုပ်ပါ။တည်င်းပေါက်လေဝင်ပေါက်တွေကိုနေရာမှန်မှန်ထားဖို့ကလည်းအရေးကြီးပါတယ်။ဒါကြောင့်တဘာဝလေစီစဉ်မှုရရှိအောင်အဝင်အထွက်ကောင်းမွန်အောင်တက်ကြွသောသူများသို့မဟုတ်အင်ဂျင်နီယာများနဲ့တိုင်ပင်ပြီးဒီဇိုင်းရေးဆွဲပါ။အိမ်ဆောက်တဲ့အခါ foundation ကလည်းအရေးကြီးပါတယ်။ဥပမာမြေပြော့နေရင် pipe foundation လိုမျိုး special foundation တွေသုံးဖို့လိုပါတယ်။ဒါကြောင့် engineer များနဲ့တိုင်ပင်ပါ။လျှက်စစ်နဲ့ရေပိုက်လိုင်းတွေကိုအရေးအသွေးနှိမ့်တဲ့ပစ္စည်းတွေမသုံးဘဲအရေးသွေးမြင့်တဲ့ပစ္စည်းတွေနဲ့သာတက်ဆင်ပါ။ကျွမ်းကျင်သူတွေစီကိုလုပ်ငန်းအနှံပါ။အေးရဲ့ဒီနေရာနီရောင်ခြည်နဲ့လေအဝင်အထွက်တို့ကိုအရင်ဆုံးစဉ်းစားပါနေ့စဉ်နေထိုင်မှုဘဝအဆင်ပြေဖို့အိမ်ဒီဇိုင်းကအရေးကြီးပါတယ်အိမ်ဆောက်တဲ့အခါတင်ရောတင်မိတ်ဆွေတွေပါအမှားကင်းအောင်ကူညီပေးဖို့ဒီဗီဒီယိုကိုမျှဝေပေးသွားပါအောင်နော်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်